လေးဖွဲတော့တခြင်း flapping ဒီနေ့လေးကိုကျွန်တော်ပြပေးပါမယ် flapping မှာကြတော့ဒီ G ကိုမျိုးကြိုက်ပါ G ကိုဒီပုံစံမျိုးကြိုက်ပါ C ကိုကြတော့ CN9 ပုံစံဒီမျိုးပုံစံကြိုက်ပါဒီတော့ဒီမှာကြတော့ဒီကောင်လေးကိုလွတ်ထားလိုက်ရင်ဒီ sus 4ဖြစ်ပါတယ်ဒါပုံပြီးတော့ရှင်းပြီးတဲ့အခါမှာဒါပုံပြီးတော့လွှမ်းစီတယ်ပေါ့နော်ဒါလေးကိုဒီပြပေးမှတ်ထားပါဒီတိုင်းပဲဒါဆိုရင် C အစား CN9 ကိုတီးပေးတာဖြစ်ပါတယ်အဲ့လိုဆိုရင်တီးကြည့်မယ်6-3-1 C မှာကိုင်မယ်5-3-1ဒီမှာ A-3-1 6-3-1 5-3-1 4-3-1 ဖူကမှကြားတဲ့ခါကျရင်6-3-1 တီးကြည့်မယ်နော်Wait